Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပို့လေးရှာပြီးတော့ကြံပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒါပြိုးနေမဆုံးသေးဘူးနံပါတ်3ကတော့ဒါစတင်ပြီးတော့ note သွားပြီပေါ့နော်အဲ့တော့ okay ဆုံးလေးကြည့်ပြီးဖို့အတွက်ကျွန်တော်တိုက်တွန်းရှင်းပါတယ်ခင်ဗျာအဲ့တော့ဘိုးတော်ဆက်တွေ့လိုက်ပါပြီဟုတ်မလားပို့တွေ့ရပြည့်တယ်အဲ့တော့ရပါပြီဒီမှာထိုင်းလန်နဲ့ဘိုးတော်ကောင်ပေါ့နော်စတင်ပြီးတော့ဒါကျွန်တော်ပြလိုက်ဖြစ်ပါတယ်အဲ့တော့PC ကောက်တယ် M4 လေးယူတယ်ဒီမဲ့လို့ skin လေးမရှိပါဘူးအဲ့တော့ယူရယ်ကောက်တယ်ကြည့်ဖြည့်တယ်ဒီဟိုးခေါင်ပေါ်မှာဒီဟိုက enemy တွေးလိုက်ပေါ့နော်အဲ့ခေါင်ပေါ်မှာအဲ့တော့ကျွန်တော် enemy တော့မဟုတ်ဗျာဘိုးထင်းတော့ပဲတော့ရှာတယ်ကျွန်တော်တော့ရှာတယ်ပတ်ရှာတယ်ရှာတယ်တက်တယ်အပေါ်တက်မြောက်ဘူးတွေးလုံးဖြစ်နေပါတယ်ပြန်ကြတယ်ပြန်ခုန်တက်တယ်ရှာတယ်ပတ်ရှာတယ်ဟိုရှာတယ်ဒီရှာတယ်ပတ်ရှာရင်နဲ့ဒါနောက်ဆုံးပေါ့နော်နောက်ဆုံးမှာပတ်ရှာတယ်အဲ့တော့နံပါတ်2ပဲရသွားပါတော့ပတ်ရှာရင်လည်းကျွန်တော်မရလိုက်ပါဘူးအဲ့တော့မရတဲ့အဆုံးတော့ကျွန်တော်ပစ္စည်းတော့ကောက်တယ်ပေါ့နော်အော်ပစ္စည်းတော့ကောက်တယ်အဲ့ဒီပုံဒါကတော့ဒါဗီဒီယိုရှေ့မှာကြောက်လို့ပေါ့နော်ဒါကျွန်တော်အမြန်လေးရိုက်ပြထားတာဖြစ်ပါတယ်โอเคအဲ့တော့ဟိုရှာဒီရှာဟိုတော့ဒီတော့ဗျအမှန်တော့ကျွန်တော်ဒီဟိုပိုရှင်ကြီးကိုတွားရှင်းပေါ့နော်ပိုရှင်ကြီးကိုတွားရှင်းတယ်ဗျအဲ့တော့ဟိုတော့ဒီတော့လိုက်ရှာတကယ်ချင်းခိုးမရဘူးဗျတချို့နံပါတ်4ကြတော့ဒါကျွန်တော်လည်းမဆိုးရှင်းဘူးဗျတိတ်ပြီးတော့အဲ့လိုမျိုးအဲကြောင့်ဟိုတော့ဒီတော့ပိုရှင်ကြီးရောက်တယ်အဲ့မှာကျွန်တော်ဒါဘိုးတွေတွေ့တယ်ဗောဗျာအဲ့မှာဟိုအောင်မတော့ပြေးနေဗျာဒါပေမဲ့ကျွန်တော်မမြင်လိုက်ဘူးတော့ပထမဆုံးတစ်ခါဟိုကားလေးတစ်စီးလာတယ်ဗျာဘိုးတစ်ကောင်ကောင်းမောင်းရလာတယ်ဗျာအမပြေးတယ်ဗျာဘိုးတစ်ကောင်နှိုးသွားတယ်ဗျာနောက်တစ်ကောင်ကျတော့ဟိုနံပါတ်2တော့မပြေးလို့ရှိရင်ကျွန်တော်သိတယ်ဗျာအဲ့နာမှာအဲ့တော့ပါတယ်ဗျာခိုးထားပေးသေးတယ်โอเคဟုတ်နေပြီအဲ့တော့ရှာတယ်ပတ်ရှာတယ်အဲ့တော့ဒီနားမှာလည်းကျွန်တော်ဘိုးတစ်ကောင်တွေ့ရပါတော့ဒီမှာကျတော့လုံးဝဗျာ hash shot ကြီးဗျာပြေးထလိုက်တာဒါဘိုးဖြစ်လို့ပေါ့နော် enemy ဆိုရင်တော့ကျွန်တော်အဲ့နားမှာသိပါတယ်အဲ့တော့ဒါပါတယ်ခုံဗျာပြောရလို့ရှိရင်တော့သွားတော့ပဲဒါပေမဲ့ရှေ့တန်းကြလို့ပြန်လာတယ်ဒီမလေးကြီးပြဘလို့ပြေးလိုက်လည်းမသိရဘလို့ထိတော့မသိဗျာအဲ့တော့ဒါပြောဟုတ်လားဒါကေးရတော့ 4K ရတယ်ပေါ့နော်၄ခေါက်တော့မှတက်လိုက်ဗျာโอเคအဲ့ဒါကျွန်တော်ဒီဟိုဗီဒီယိုကတော်တော်ရှည်တော့မကြတော့ဘူးเนาะအမြင်ရိုက်ပြီးတော့ပြပေးထားဗျာအဲ့တော့ဘယ်လိုပြောရလဲဒီညနေချာလို့ရှိရင်တော့ကျွန်တော် live stream ပဲလွှင့်နေပါတော့အဲ့ live stream လွှင့်တာအဲ့ဒီမှာဖြစ်တဲ့အတွက်ကြောင့်မို့တချို့ကျတော့ comment နဲ့ပါတယ်လာမေးတယ်ဗျာအဲ့ကြောင့်မို့ဗျာနည်းနည်းကြည့်ပေးပါတော့ဘယ်လိုတွေးတယ်ဗျာဘိုးတို့ကောင်ကျွန်တော်တွေးတော့မဟုတ်နံပါတ်2တွေးရဗျာအမောဒါပေမဲ့လူပြည့်တယ်ပေါ့နော်ဟောပြည့်တယ်အဲ့တော့ဒီပြည့်တယ်ဒီဖက်တစ်ကောင်လာတယ်ပြည့်တယ်အဲ့တော့တေလို့ပြီโอเคဒီမှာနောက်ရှာတယ်ပတ်ရှာတယ်အဲ့ကောက်ရုပ်မှားသွားတယ်ပေါ့နော်ကျွန်တော်ကောက်ရုပ်မှားတယ်ပြည့်တယ်ရတယ်โอเคကျွန်တော်မဟုတ်ကနံပါတ်2ရတော့ဗါလေโอเคဆရာမချဘူးဆိုတော့တဲတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာလေး enemy ဆိုတော့ကျွန်တော်သိပါတယ်ဒီမှာပြည့်တဲ့ပုံစံလေး show ပါအောင်โอเคဒါတော့ကျွန်တော်6កောင်းပေါ့နော်ဘိုး6កောင်းတက်လိုက်ဖြစ်ပါတယ်โอเคဒါကမ္ဘောဒီးယားအလံလေးဒီခါကျတော့မပစ္စည်းတွေကောက်တယ်အဲ့တော့ကောက်တယ်သွားတယ်ဟိုနံပါတ်4တင်းတယ်နံပါတ်4မလိုက်ဘူးအဲ့တော့ပြန်သွားတယ်နံပါတ်2သွားတင်းတယ်နံပါတ်2သွားခိုးတယ်လာတယ်
မလာတယ်လာတယ်တော့တယ်ပတ်ရှာတယ် enemy တွေရှာတယ်ဘိုးတွေရှာတယ်တော့တယ်နံပါတ်4ကြီးကိုပြန်လာတယ်သူကတော့တိတ်မလိုက်ရှင်ဘူးဗျာကျွန်တော်ဘယ်နှခါလောက်ခုနေပြီအဲကြောင့်မို့ဒီတဲလိုက်လာဗျာတော့တယ်ဒီမလေးကြီးဗျာကျွန်တော်ကဒီကားကိုခွေးရှင်တာပေါ့နော်ဖောက်ခွေးရှင်တာဒါပေမဲ့နံပါတ်4ပါဗျာဒီတိုင်းပဲလုံနေတယ်အဲ့တော့အဲ့ဒီ enemy ကားတွေဆင်းလာတယ်ဗျာအများကြီးပဲ enemy ကားတွေဟိုဒီဒီမှာဖြစ်လာတော့ဟာကောင်းမတက်ပဲနဲ့ကောင်းမောင်းနဲ့ရေဖန်းခိုင်အောင်မယ်မစရင်လည်းဗျာပြည့်တယ်ဗျာဘလို့ပြည့်ပြီးဟတ်ရှုထိသွားပြီဗျာအဲ့တော့ဒါပို့ကြီးတွေဘောနော်ထိုင်းလန်နဲ့ပို့ကြီးတွေဒါရလိုက်တော့ဗျာโอเคအဲ့တော့တယ်ခုနကား2စီးဆိုတော့နောက်တစ်စီးကိုရှာတယ်နောက်တစ်စီးပဲရှာတဲ့ခေါမိုးကိုတက်တယ်မရောက်ဘူးတက်တယ်โอเคရောက်ပြီရှာတယ်ရှာတယ်ပဲရှာတယ်တူပြီးပြည့်တယ်တစ်ချက်မှမထိပါဘူးလို့ပြည့်တယ်တစ်ချက်မှမထိဘူးโอเคစိတ်ပြက်လက်ပြက်နေပါတော့ပစ္စည်းတော့ကောက်တယ်ပေါ့နော်ကြီးတွေပေါ့နေနေပြီးတော့ကြီးတော့ကောက်ပါလေအဲတိတ်ဆက်နေဗျာဒီမှာဘီနာ2ယောက်ဆင်းလာတယ်ဗျာကောက်ဖို့ဘယ်လိုပြေးလိုက်ရမလို့ဗျာဟိုမတရားပါဗျာဘယ်လိုပြောခုံဆင်းပြီးတော့ကြံခဲ့ဆိုတော့သူကနို့တော့ခုံဆင်းပြီးတော့မချူးကြည့်အောင်ကြည့်လိုက်အဲ့ဒါနဲ့ကျွန်တော်ကီးအလကားကောက်လိုက်ပါတော့โอเคအဲ့တော့ဘီနာအကောင့်နေပြီးပြောလိုက်မားတော့ပြည့်ရှင်ဇိုးနေဗျာခုံဆင်းလိုက်ရဗျာသူကအဲ့တော့ကားအချိန်လေးဆိုတော့သူလည်းတန်းနိုးတော့ဗျာအဲ့ကြောင့်โอเคပစ္စည်းတွေထားကောက်တယ်ပြန်တယ်တော်တယ်ဒါတော့ဘိုးတွေထိုက်ရှာတယ်ဗောနော်ဘိုးတွေဟိုရှာလိုက်ဒီရှာလိုက်ရှာတယ်ဘိုးရှာတယ်ဘိုးရှာမရတဲ့ဆုံးဗောနော်အဲ့တို့တွေ့လေဆိုတော့အဲ့တို့တော့ကောက်တယ်ဗောနော်ဒါပေမဲ့နံပါတ်2ကတော့လက်ဥမှုရသွားဗောနော်နံပါတ်2ကိုယူသွားတယ်အေးကိုရှေဗောနော်နာမည်ရတော့โอเคနံပါတ်4ကိုဟောပြနေပြီနံပါတ်4ကိုပြနေပြီပြတယ်နံပါတ်4ကုန်းတယ်နံပါတ်4ကုန်းနေပြီဟယ်လိုအမအဲ့ရှင်မှာကျွန်တော်ဒီဘက်မှာ enemy ရှိရလို့အဲ့ဒီမှာလေကျွန်တော် enemy တွဲရှာတယ်ဗောနော်မဲတော့ခေါင်မှုကိုတက်ပြီးမှပဲရှာမလို့ဗျာဒါပေမဲ့ခေါင်မှုကိုတက်တာတက်လို့မရဘူးခင်ဗျာကျွန်တော်ကျိုးဆွေးမတက်တာနဲ့ဆိုင်တယ်ဗောနော်အဲ့တော့ဂင်းလိုက်ပြေးဗျာသူများ 1G လိုမျိုးဂင်းလိုက်ပြေးထည့်လိုက်ရဗျာကြည့်ပြီးတော့မှန်းတော့ဒါတော်တော်အဝေးကြီးကိုရောက်သွားတယ်ဗောနော် green လိုက်ရတော့โอเคအဲ့တော့ enemy ဆင်းပြီးရှာမှာဗောနော်ကျွန်တော်ဆင်းတယ်နဲ့သူကတန်းပြန်တက်တယ်ဗျာဒါပေမဲ့ကျွန်တော်လည်းဘယ်လိုပြောလဲ K2 မဟုတ်ဘူးဆိုတော့ကျွန်တော်လည်း live ပြည့်တယ်ဗျာအဲ့ဒီဘိုးကိမြရမလားဆိုပြီးတော့နော်ဒါကဘီနာအလန်နဲ့ပဲဗျာအဲ့ကောင်းတယ် live ပြည့်တယ်သူကလည်းပတ်ပြေးတယ်ဗျာကျွန်တော်ကြောက်တော့အဲ့ live ပြည့်တယ်သူကလည်းပြေးတယ်ဘယ်ပြောလဲဟို light တန်ပြေးတန်ကစားလေးတွေမျိုးဖြစ်နေပါတော့အဲ့တော့အမဆင်းသွားပြီဗောနော်အမဆင်းသွားပြီဆိုကျွန်တော်လည်း light ဆင်းနေပြန်ဒါပေမဲ့ကြောက်တော့နောက်မှ enemy နောက်တစ်ကောင်ရှိသေးတယ်ဗျာသူတင်မိုင်းနောက်တစ်ကောင်ရှိသေးတယ်နံပါတ်2ကကန်ကောင်းပြီးတော့ဟိုနံပါတ်2ကလာကူပြစ်ပေးတဲ့ထဲမှာကျွန်တော်နှစ်ကောင်လုံးပြစ်လို့နိုင်သွားတယ်ဗောနော်ဒီဘီနာကောင်းတယ်အဲ့တော့စကွက်လုံးရှိုးသွားပြီဗျာသူတို့မှာနံပါတ်4ကတော့ဒါအရင်ကောင်းတယ်ဆိုလို့ပြောနေသေးတယ်ဗျာဒီမှာလေးဘိုးတော်တွေ့တယ်ဗျာကျွန်တော်အဲ့တို့လက်ကားဘိုးတော်တွေ့ဆိုတော့ကျွန်တော်လည်းပြစ်လိုက်ရဘလို့ထိတော့မှပြဗျာပြေးလိုက်ရအဲ့တော့ကျွန်တော်အပါခုံမဲဆိုပြီးသွားတာနဲ့သူကအိုတိုတီသွားတယ်ဗောနော်ဘိုးဆိုတော့ဗျာပြီးတယ်လား
ဒါဘယ်လိုပြောလဲဒီဗီဒီယိုကိုဖြည့်ဖို့တော့เนาะကျွန်တော်ဒီဖုန်းလေးနဲ့အတန်းကျွန်တော်မဖြည့်ဖြည့်နေဖြည့်တယ်လို့ဗျာဒါစူးစမ်းပြီးလုပ်ထိုင်ရဆိုတော့လဲပြီးခံပြီးကြည့်ပြကြပါလို့ဒီမှာတော့ဘိုးတကောင်ကျွန်တော်တွေ့ပြီပေါ့နော်ကျွန်တော်ပြည့်တယ်2ချက်3ချက်4ချက်လောက်ထိတယ်ဗျာဒါပေမဲ့နောက်တစ်ချက်ဆိုဒီကောင်လိုတော့မှကိုဒါမထိလိုက်ဘူးဗျာပြောလို့ရှိရင်တော့ကျွန်တော်ပတ်ပြီးဒီဘက်ပတ်ပြည့်မလားဆိုပြီးတော့ကျွန်တော်လုပ်တယ်အဲ့တော့နံပါတ်2ကပြင်းနေကိုနော်အာမတကောင်အဲ့တော့ပြည့်တယ်သူကြီးကလူပြည့်တာပေါ့ဗျာဒါပေမဲ့မှန်တော့ဒါကျွန်တော်မရခင်သူရတယ်ပေါ့နော်ပြီးသွားတယ်ဗျာအဲ့တော့ဆက်ပြောမှာပြီးတော့ကျွန်တော်လိုက်ပြည့်တယ်သူပြန်ပြီးတယ်ပြည့်လိုက်ပေါ့ဗျာကျွန်တော်ဒီခါကျတော့ဒီမှာတော့စက်တာဒါစားရပြီပေါ့နော်ပြီးတော့စနေကောင်ဒါစနေကောင်နဲ့ချက်တာစားရတာပေါ့ဗျာအဲ့တော့ဒါဗီဒီယိုကိုအစဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဗျာโอเค